ကဲလာပါပြီနောက်ထပ် coffee glycerin soap တမိုးလာပါပြီထပ်လုပ်ပါမယ်ရောင်းမလောက်ပေါ့နော် coffee glycerin soap ကရောင်းမလောက်ဖြစ်တဲ့ခါကျတော့ကျွန်မအဲ့ဒါကိုနောက်ထပ်ထပ်ပြီးတော့လုပ်ပါမယ်အခုစီကိုအပူပေးထားပါတယ်စီရဲ့ temperature က100ကျော်လေးမှရှိပါတယ်အဲ့ချိန်မှာ live ဖြော်ပါမယ်ဒါကရှည်ပါဒါက NaOH ပါရေထဲကို NaOH ထည့်ပြီးတော့ဖြော်ပါမယ် light solution လုပ်ပါတယ်ရေနဲ့ line နဲ့ဖြော်ပြီးတော့ line solution ဖြစ်တဲ့အချိန်မှာ silk ခက်ခုံးထည့်ပါမယ်ဒီ silk ခက်ခုံးလေးထည့်ပါတယ်စစ်ကကူးနေဒီအပူထဲမှာအရေးပျော်သွားပါပြီအဲ့ဒါကိုစီထဲကိုထည့်မယ်နော်ကဲ10မိနစ်လောက်ရှိပါပြီအဲ့ထဲကို sodium lactate ထည့်ပါမယ် sodium lactate ထည့်ပါမယ်ခဏအုပ်ထားပါမယ်
ကဲ10မိနစ်လောက်ရှိပါပြီအရန်ကို fluffy ဖြစ်နေရနော်အရန်ကို fluffy ဖြစ်နေတယ်ဒါလေးကိုကျွန်မဒီဇိုင်းလုပ်ပါမယ်ဒီထဲကိုအနံ့ထည့်ပါမယ်ဒါလေးက vanilla နံ့ပါဒါလေးက coffee နံ့ပါ
ကဲမိုလောင်းလို့ပြီးပါပြီဒီမိုလေးကလေထဲထဲကလေစက်ပြာလေးက cream လေးလိုဖြစ်နေလှုပ်တုပ်လေးနော်အဲ့လို cream လေးလိုဖြစ်နေနော်တမိုးနဲ့တမိုးမတူပါဘူးကဲ coffee soap လေး2မိုးကို emulsion လုပ်ပြပါမယ် hot process နည်းနဲ့ချက်လုပ်ထားတဲ့ coffee soap လေး2မိုးကို emulsion လုပ်ပြမယ် cutting လုပ်ပြပါမယ်သူ့ကိုချက်ပြီးတော့မိုးထဲကိုလောင်းထားတာကျမ4ရက်လောက်ရှိပြီ4ရက်လောက်ရှိပြီကျမမအားတာနဲ့မလုပ်ဖြစ်တာပေါ့နော် emulsion မလုပ်ဖြစ်တာပါအခု emulsion လုပ်ပြပါမယ်4ရက်လောက်ရှိရဲ့အနေထားလေးကနည်းနည်းလေးတော့မတင်းတင်းလေးဖြစ်လာပါတယ်ပေါ်ရန်ကြောလေးမာတင်းနေပါနော်သူ့ကိုအလေးချိန်ချိန်ပါမယ်1255 gram ရှိပါတယ်1.25 kilogram 1255 gram ရှိပါတယ်ဒီထဲမှာစီက800 gram ပါပါတယ်ရေက300 gram ပါပါတယ်လိုင်းက100ကျော်110နှစ်ပါပါတယ်အားလုံးပေါင်းလိုက်လို့ရှိရင်1200ကျော်ပါတယ်เนาะ1200 gram ကျော်ပါတယ်အခုတရားလဲသူထွက်တာလဲ1200 gram ထွက်ပါတယ်เนาะအဲ့ဒါကို cutting လုပ်ပြပါမယ်နားလေးလုံးပေးပါနော်ကဲ coffee glycerin soap လေးရပါပြီ hot process နည်းနဲ့ချက်လုပ်ထားတဲ့ coffee glycerin soap လေးတွေရပါပြီတတုံးနဲ့တတုံးကဒီဇိုင်းမတူပါဘူးเนาะဟိုဘက်မျက်နှာပြင်နဲ့ဒီဘက်မျက်နှာပြင်တောင်မှဒီဇိုင်းကမတူပါဘူးเนาะသူ့ကိုပူတဲ့ရာသီတို့နွေရာသီတို့ဆောင်းပူတဲ့ရာသီနွေရာသီဆိုလို့ရှိရင်အချောက်ခံတဲ့ချိန်က2ပတ်လောက်ထားရင်6ပါပြီမိုးရင်းဆိုလို့ရှိရင်တော့သူက2လလောက်6ခံရပါတယ်အဲကြောင့်မလို့မိုးရင်းမှာဆက်ပြမလုတ်သင့်ပါဘူး hot process soap တို့ cold process soap တို့မိုးရင်းမှာမလုတ်သင့်ပါဘူးဆက်ပြ6ဖို့ခဲရင်းတဲ့အတွက်ကြောင့်ပါနွေရာသီမှာလုတ်ထားပါမိုးရင်းရဲ့ရောင်းအားကိုတွက်ပြီးတော့မှကြိုတင်ပြီးတော့နွေရာသီမှာဖြစ်ဖြစ်ဆောင်းရာသီမှာဖြစ်ဖြစ်လုတ်ထားပါဆက်ပြတရုံနဲ့တရုံကဒီဇိုင်းမတူပါဘူးเนาะကဲ coffee glycerin soap လေးတွေရပါပြီနောက်ဗီဒီယိုကြလို့ရှိရင်တွေးကြပါမယ်เนาะ